ဒီနေ့တော့ကျမတို့ဆွေးနွေးကြည့်ချင်တဲ့အကြောင်းအရာလေမြန်မာလူမျိုးတိုင်းရဲ့နေ့စဉ်ဘဝထဲမှာတော့တလုံးသားထဲမှာတော့ရှိနေတဲ့ခန်းစားချက်တစ်ခုအကြောင်းပါအဲ့ဒါတော့အားနာတယ်ဆိုတဲ့စကားလုံးပေါ့ကျမတို့လေ့လာထားတဲ့ရင်းမြစ်စာတစ်ပုဒ်ထဲမှာဒီစကားလုံးကိုတိတ်ထိမိတဲ့စာသားနဲ့ဖွင့်ဆိုထားတယ်ကျွန်တော်တို့ဘာသာစကားမှာအလှပဆုံးနဲ့အသက်ရှူအကျက်ဆုံးစကားလုံးတဲ့အမတန်ကိုလေးနဲ့တဲ့ဖွင့်ဆိုချက်ပဲဒီစကားလုံးမှလည်းနှစ်ဖက်တွန်းတာလို့အစွမ်းရှိနေတာတစ်ဖက်မှာတော့ကျွန်တော်တို့ဂုဏ်ယူရတဲ့အဲ့ဒီနှွေးထွေမှုအဝိချေပုံမှုဆိုတဲ့အလားတရားရှိနေတယ်ဒါပေမဲ့အဲ့ဒီတားရဲ့နောက်ထပ်ဖက်ကတော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုတိတ်တဆိတ်ထိခိုက်စေတဲ့အရေးမဲကြီးတစ်ခုလိုပဲဆိုတော့ဒီရှုထောင့်တစ်ခုလုံးကိုဒီနေ့ဆွေးနွေးကြည့်ကြတာပေါ့ဟုတ်ကဲ့အလားတရားဘက်ကိုယဉ်ကြည့်ကြည့်အောင်လေဒီအာနာတဲ့စိတ်ကြောင့်တဲ့မြန်မာရီဟာ foray တဲ့အဲဝစ်ကြည့်တယ်လို့လူသိများတာပေါ့နော်ဒါဟာကျမတို့ရဲ့ယဉ်ကျေးမှုဆိုင်ရာအမတ်ပညာတစ်ခုလိုတောင်ထင်နေတာတကယ်လို့ဒါပါသူတစ်ပါးကိုတကယ်ဂရုစိတ်တဲ့မေတ္တာစိတ်ကနေလာတာပဲမဟုတ်လားတကယ်မှန်ပါတယ်ဒါပေမဲ့အရင်မြစ်စာကစိတ်ဝင်စားစရာကောင်းတဲ့မိခွန်းတစ်ခုထုတ်ထားတယ်အဲ့ဒီအလားတရားအတွက်ပေးဆက်ရတဲ့စိတ်ပိုင်းဆိုင်ရာတန်ဖိုးကတော့ဘယ်လောက်ကြီးမားလဲဆိုတာပေါ့အဲ့ဒီမှာပဲအသက်ရှူကြက်စေတဲ့ဆိုတဲ့အချမ်းကိုရောက်လာတာပဲဒါဟာကိုယ့်ဘလော့မှာမမြင်ရတဲ့ဝန်ထုတ်ဝန်ပိုးတစ်ခုတင်ထားသလိုခံစားချက်မျိုး suffocating politeness လို့ခေါ်ရမယ်ယဉ်ကျေးမှုမျိုးဖြစ်လာတတ်တယ်အဲ့ဒီအချက်ကိုလေစာထဲမှာပါတဲ့လက်တွေ့ပိုးဝဥမာတွေကပိုးပြီးပုံဖော်ပြတယ်တခုဆိုရင်ကျမတော်တော်တပိုးကြတယ်ကိုကိုရိုင်းအခက်ခဲတွေနဲ့နှပန်းလုံးလေရတဲ့အချိန်မှာတော့တယောက်ကအကူညီလာတောင်းရင်ရပါတယ်ကူညီနိုင်ပါတယ်ဆိုတဲ့စကားကလက်ချောင်းထဲမှာနင်းနေပေမဲ့ထပ်သွားတာမျိုးပေါ့ကိုလိန်ညာလိုက်ရတော့လို့ပဲဟုတ်တယ်အဲ့ဒီလိုကိုယ့်ရဲ့အတွင်းစိတ်နဲ့အပြင်ပန်းလို့ရလွဲနေရတဲ့ပฏิပခတ်တွေပေါ့နောက်ဥမာတစ်ခုကပိုတော်တင်မွေသေးတယ်အိမ်သိမ်းမှာဧည့်သည်သွားလို့ရင်ဘိုက်အရန်ပြည့်နေပြီဒါပေမဲ့အင်ရှင်ကမြင့်မာငယ်မှာဆိုလို့သူ့စေတနာကိုအတိမတ်မပြူရကြမှာဆိုလို့ထမင်းကိုအတင်းမျိုးချပေးရတာမျိုးလေအဲ့ဒီထမင်းလုံတိုင်းမှာကိုယ့်ရဲ့ဆန္ဒကိုဖိနှိပ်ထားရတဲ့ခံစားချက်တွေပါနေတယ်ကျမတို့ဟာလူမှုဆက်ဆံရေးငြိမ်းချမ်းဖို့အတွက်ကိုယ့်ရဲ့စိတ်ခံစားချက်အစင်မန်းတွေကိုဘလောက်တောင်စသိနေကြတယ်လဲဆိုတာတွေ့ရတယ်အဲ့ဒီချင်းတွေကိုအရင်မြေထဲမှာဘဲရေကူးချင်းဒါမှမဟုတ်ရေကူးချင်းတဲ့တိတ်လာလာပပနှိုင်းရှင်ထားတယ်ရေပေါ်မှာတော့ဘဲကအေးစီစီတီတီညီညီနဲ့တွားနေရပေါ့ဒါပေမဲ့လူတွေမမြင်ရတဲ့ရေအောက်မှာတော့သူ့ခြေထောက်တွေဟာအရှိန်မပြတ်မနာတမ်းရုန်းကန်နေရတယ်ကျွန်တော်တို့အတော်များများဟာအဲ့ဒီဘဲတွေလိုပဲအပေါ်ရန်မှာပြုံးပြနေပေမဲ့အတွင်းစိတ်ထဲမှာတော့မရမနာရုန်းကန်နေရတာအဲ့ဒီဥမာကတိတ်ကောင်းတာပဲအဲ့တော့ကိုစဉ်းစားကြည့်လိုက်တော့ကျမစိတ်ထဲမှာမေးခွန်းတစ်ခုပေါ်လာတယ်အပေါ်ရန်မှာပြုံးပြနေတာကသူ့တပားကိုလေးစားမှုကြောင့်လားဒါမှမဟုတ်ရေအောက်ကရုန်းကန်နေရောက်သလိုပဲအတွင်းစိတ်ထဲမှာထိတ်တဲ့ရင်ဆိုင်ရမှာကိုကြောက်နေတဲ့စိတ်ကြောင့်လားအမတန်အရေးကြီးတဲ့မိကွန်းပါဒီစာအရဆိုရင်တော့အများအဖြစ်ကြောက်စိတ်ဘက်ကိုပိုနွယ်နေတယ်ကိုဟာလူမကောင်းတယောက်လို့အမြင်ခံရမှာကြောက်တဲ့စိတ်လူမှုအတိုင်းအဝိုင်းရဲ့အေချမ်းတည်ငြိမ်မှုကိုကိုကြောင့်မဖြစ်စည်းစေခြင်းတဲ့စိတ်ကြီးပေါ့တနည်းအားဖြင့်ငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့အတွက်ကိုယ့်ရဲ့မူရင်းစိတ်ရင်းကိုယဉ်ကျေးမှုဖလက်ပေါ်မှာ stay ချင်းလို့တောင်ဆိုနေတယ်ဒါဆိုရင်တော့အာနာချင်းရဲ့အရင်ခံကမေတ္တာတရားဖြစ်နိုင်မယ်တဖြည်းဖြည်းနဲ့ကိုပျောက်ဆုံးသွားရဲ့အထိကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနေနိမတိအလုံးပြိုကျသွားတဲ့အထိပေးဆက်နေမိရင်တော့အန်ဒီရရှိလာပြီပေါ့နော်အရင်မြစ်တဲ့ကမေကွန်းကိုပဲပြန်ကောက်ရရင်ကိုယ့်အတွက်ဘာမှမကြမ်းတော့ခင်အထိဘလောက်များများပေးဆက်ရအောင်ပါလဲဆိုတာဘတော်လေးနဲ့တဲ့မေကွန်းပဲဒါကြောင့်ဒီဆွေးနွေးမှုရဲ့နေကုန်းချုပ်ကတော့ရှင်းပါတယ်သူတစ်ပါးကိုနိုးလို့ညင်းဆိုခြင်းဟာတကိုးကောင်းဆန်ခြင်းမဟုတ်ဘူးအဲ့ဒါဟာကိုယ့်ရဲ့စိတ်ငြိမ်းချမ်းရေးနဲ့ကိုယ့်ရဲ့တန်ဖိုးထားမှုတွေအတွက် yes လို့ပြောလိုက်တာပဲဖြစ်တယ်။စာရေးသူရဲ့ဆိုရဒါဟာစိတ်ပိုင်းဆိုင်ရာရှင်သန်ရေးအတွက်မရှိမဖြစ်လိုအပ်ချက်တစ်ခုပဲ။အဲ့ဒါကိုလက်ခံပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ခက်ခဲနိုင်တယ်နော်။အထူးသဖြင့်ကိုယ့်ထက်သက်ကြီးတဲ့သူယာတူးကြီးတဲ့သူကို no လို့ပြောရတာကတကိုးကောင်းဆန်တယ်ဆိုတာအထက်ရိုင်းတယ်လို့အထင်ခံရမှာကိုပိုဆိုးရင်ကြတာမျိုးလေ။ကြော်ဖြတ်ဖို့ခက်ခဲတာတော့အမှန်ပဲ။ဒါပေမဲ့အရင်အမြစ်ကဆိုလိုချင်တာကဒါဟာတခါတည်းနဲ့လောရမယ်တော်လန်ရေးမဟုတ်ပဲကိုကျူးဆိုင်ဖို့စတင်လေ့ကျင့်ရမယ်အလေးကျင့်တစ်ခုအဖြစ်ရှုမြင်ဖို့ပါပဲကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုဦးစားပေးတာဟာဘယ်တော့မှရိုင်းနဲ့ဖြူမှုမဟုတ်ဘူးဆိုတဲ့အတိတရားနဲ့စတင်ရမှာပါကောင်းမှုနဲ့အဆုံးထက်တုံးထက်ဆိုပါပဲဒီတော့နားထောင်နေတူတဲ့အတွက်အတွေးတစ်ခုခြံထားခဲ့ခြင်းပါပဲကိုယ့်ရဲ့နေစဉ်ဘဝမှာဒီအာနာစိတ်ဆိုရဲ့ဝင်ထိုးဝင်ဖို့ကိုဘလောက်ထိခြံထားမိလဲအဲ့ဒီဝင်ကိုအခုပဲအနှဲငယ်လောက်ဖြစ်ဖြစ်ချကြည့်ဖို့အချိန်တန်ပြီလားဆိုတာကိုကိုယ့်ကိုပြန်မေးကြည့်ဖို့ပါပဲ